အားလုံးပဲနော်ဒီရင်နွေးစရာကောင်းတဲ့မြင်ကွင်းလေးကိုတေချာလေးကြည့်လိုက်ကြပါဦးနွားမကြီးတစ်ကောင်ကမတ်ဆိုတဲ့လူတစ်ယောက်ကိုခေါင်းလေးတင်းငိမ့်ငိမ့်နဲ့ခေါ်နေတာသူ့ကိုတခုခုပြောပြချင်နေတယ်လို့မျိုးပဲနော်ဒီလိုထူးထူးဆန်းဆန်းလုပ်နေတာကိုမတ်ကလည်းချက်ချင်းသတိထားမိသွားတယ်လေဒါနဲ့သူလည်းနွားမကြီးနောက်ကိုတိုက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်တာပေါ့အနီးနားကိုရောက်လာရောမတ်တယောက်မြင်လိုက်ရတာကတော့နွားမကြီးရဲ့နွားပေါက်စလေးမြစ်ထဲမှာပိတ်မိနေတာကိုပဲကြောက်လန့်နေတဲ့နွားပေါက်စလေးကမတော်တဆရေထဲကျသွားပြီးပြန်တက်လို့မရဖြစ်နေတာပေါ့ဒီအချိန်မှာနွားမကြီးကတော့စိတ်ပူလို့မြေကမ်းဘေးတစ်လျှောက်လူလာခောက်တုတ်လျှောက်ပြီးသူ့ကလေးရုံးကန်နေတာကိုဘာမှမလုပ်ပေးနိုင်ပဲကြည့်နေရရှာတယ်နော်မတ်လည်းတစ်စက္ကန့်လေးတောင်အချိန်မဆွဲတော့ပဲစိတ်ကောင်းလုံးကောင်းနဲ့ချက်ချင်းကိုပြေးသွားတာပေါ့ရွှွတွေပွက်တွေဖြစ်နေတဲ့ရေကိုလုံးဝမမှုတော့ပဲတေချာလေးကိုင်းပြီးပင်ပန်းနွမ်းနေတဲ့နွားကလေးကိုလှမ်းဖမ်းလိုက်တယ်လေစိတ်လှုပ်ရှားစရာခိုက်တန့်လေးနည်းနည်းကြာပြီးတော့မှပဲကလေးလေးကိုမြစ်ထဲကနေအန်ရီရဲ့ကင်းကင်းနဲ့ဆွဲထုတ်နိုင်ခဲ့တာပေါ့နွားကလေးကိုသူ့အမေနားမှာညင်ညင်တတလေးချပေးပြီးတော့မတ်တယောက်စကားတခုမှမပြောပဲတိတ်တိတ်လေးပြန်လဲထွက်သွားဖို့လှုပ်လိုက်တယ်လေနွားမကြီးကလည်းချက်ချင်းကိုပြေးလာပြီးသူ့ကလေးကိုခေါင်းဆချေဆုံးအသေးစိတ်လိုက်စစ်ဆေးကြည့်ရှာတယ်ကလေးလေးအသက်တွေကလွတ်မြောက်ပြီးဘေးကင်းသွားတာမြင်ရတော့မှပဲနွားမကြီးတယောက်စိတ်သက်သာရသွားပုံရတယ်နော်အဲ့ဒီအခါကျတော့လုံးဝမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်လာတာပေါ့နွားမကြီးကမတ်ဘက်ကိုခေါင်းလေးညှို့ပြီးသူ့ကလေးကိုကယ်တင်ပေးခဲ့လို့ကျေးဇူးတင်နေတယ်လို့မျိုးလုပ်ပြနေတာလေဒီလိုမြင်ကွင်းလေးကမတ်ရဲ့ရင်ကိုတော်တော်လေးလှုပ်ခတ်သွားစေတယ်ပေါ့သူကနှွေးထွေးတဲ့အပြုံးလေးနဲ့အဲ့ဒါလေးကတော့ကျွန်တော်လုပ်ပေးတင်တာပါဆိုတဲ့ပုံစံမျိုးလက်လေးဝေးရမ်းပြလိုက်တာပဲကျင်နာမှုဆိုတာစကလုံးတွေမလိုပဲနားလည်နိုင်တယ်ဆိုတဲ့လှပတဲ့သတိပေးချက်တစ်ခုပါပဲနော်